Hi everyone ကျွန်တော်ဒီနေ့မှာတော့ I am in ဆိုတဲ့စာလုံးလေးကတကယ်ကိုမှရိုးရှင်းတဲ့စာလုံးလေးဖြစ်ပေမဲ့အင်္ဂလိပ်စာစကားပြောမှာတအားကိုအသုံးဝင်နေဆိုတာကိုမျှဝေပေးမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကကျွန်တော်တို့က let's go to the movies okay ရုပ်ရှင်တွားကြည့်ကြစို့ဒီလိုမျိုးမေးရတယ်လို့ရှိရင်ကျွန်တော်တို့က I'm in okay ငါလည်းပါမယ်ငါလည်းလိုက်ကြည့်မယ်ဒါမျိုးပြောတာပေါ့နော် I'm in အဲ့လိုမျိုးလေးနဲ့ပြောလို့ရတယ်နောက်တစ်ခုကကြာဆိုပါတော့ it takes sweet အရာဒါလေးအချိုးလိုက်တာနော်ဒီလိုပြောရဆိုလို့ရှိရင်ကျွန်တော်တို့က it has honey in it okay အဲ့ဒီထဲမှာပြရပါတယ်နော်ဆိုတော့ဒီတစ်ခုခုထဲမှာကျွန်တော်ဒီအစားအစာတစ်ခုခုထဲမှာပါတယ်ညာပါတယ်ဒါမျိုးပြောချင်လို့ရှိရင်ကျွန်တော်တို့က it has ဆိုပြီးတော့ in it ဆိုပြီးတော့ဒါမျိုးပြောလို့ရတယ်နောက်တစ်ခုကကြတော့ how do I look okay ငါဘယ်လိုနေလဲကြည့်လို့ကောင်းလားနော်ဒါမျိုးမေးရဆိုလို့ရှိရင်လည်းကျွန်တော်တို့က you look great in blue okay မင်းကအပြာရောင်လေးနဲ့တော်တော်လိုက်တယ်နော်ဆိုတော့အပြာရောင်လေးနဲ့ကြည့်ကောင်းတယ်ဆိုတော့အဲ့တော့တစ်ခုခုအယောင်တစ်ယောင်နဲ့ကြည့်လို့ကောင်းတယ်လိုက်တယ်ဆိုတော့ကျွန်တော်တို့က you look great in ဆိုပြီးတော့မှလိုက်တဲ့အယောင်လေးနဲ့တွဲပြီးတော့ပြောလို့ရတယ် okay နောက်တစ်ခုကကျတော့ are you all right okay မင်းအဆင်ပြေလားဒါမျိုးမေးရဆိုလို့ရှိရင် I'm in trouble okay ငါဒုက္ခရောက်နေတယ်ဆိုတော့ဒုက္ခရောက်တော့ကျွန်တော်က in trouble ဆိုပြီးတော့သုံးလို့ရတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီ Foundation for English ရဲ့သင်ခန်းစာလေးတွေကို Facebook မှာ YouTube မှာလေ့လာလို့ရပါတယ်လေ့လာပြီးတဲ့အတွက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်သင်ခန်းစာဗီဒီယိုတွေမှာပြန်တွေ့ပါမယ် See you in the next video goodbye